ဒီမင်းကလေးဟာဘဝမှာပထမဆုံးအကြိမ်ဖြစ်ကြက်ပေါင်တုတ်တစ်ချောင်းစားခွင့်ရတဲ့အခါချက်ချင်းပဲမျက်ရည်တွေဝိုင်းလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိသားစုနဲ့အတူနေထိုင်ခဲ့တဲ့18နှစ်တာလုံးမှာကြက်ပေါင်တုတ်နေနေတာကြက်ဖင်စီဘူးလေးကိုတောင်မောင်လေးအတွက်ဖယ်ထားပေးခဲ့ရလို့ပါ။ဒါပေမဲ့တတိလင်သားအိမ်ကိုရောင်းစားခံရပြီးပထမဆုံးနေ့မှာပဲရောက်ခမဖြစ်သူကသူ့ကိုကြက်ပေါင်အကြီးကြီးတစ်ချောင်းပေးလိုက်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး။သူအရန်လန့်သွားပြီးကြက်ပေါင်ကိုလင်းယောက်ျားရဲ့ပကံနဲ့ချက်ချင်းထည့်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကောင်းတဲ့အစားအစာမှန်သမျှယောက်ျားလေးတွေပဲစားရမယ်လို့မိခင်ဖြစ်သူကငငယ်ကလေးကတွင်တင်ခဲ့လို့ပါ။ဒါပေမဲ့မမျှော်လင့်ပဲရောက်ခမနဲ့လင်းယောက်ျားကကြက်ပေါင်ကိုသူ့ပကံနဲ့ပြန်ထည့်ပေးခဲ့ပါတယ်။ဘွားအောင်စားပါအိုးထဲမှာအများကြီးကြံသေးတယ်။အခုတော့သမီးကတူမိသားစုဝင်ဖြစ်သွားပြီပဲ။သမီးကိုငတ်ခိုင်းပါမလားလို့ပြောခဲ့ပါတယ်။တကယ်တော့ဒီမင်းကလေးဟာမိခင်အရင်ရဲ့ချစ်ချင်းမြတ်တာကိုတခါမှမရခဲ့ပါဘူး။သူငယ်ငယ်တုန်းကမောင်လေးဖျားကြီးပြီးတေဆုံးသွားတာကိုအိမ်မက်ခဲ့ပါတယ်။နောက်တနေ့မှာပဲအိမ်မက်အတိုင်းအတိအကျဖြစ်လာခဲ့တာကြောင့်မိခင်ဖြစ်သူကသူ့ကိုလက်ပိတ်တဲ့ဆုံးမလို့တတ်မှတ်ခဲ့ပါတယ်။နောက်ပိုင်းမှာမောင်ကြီးဖြစ်သူအိမ်အောင်ပြုမဲ့အရွယ်ရောက်လာတဲ့အခါမိခင်ဖြစ်သူကသူ့ကိုဇနီးတွေကိုတက်တဲ့ချိန်စာတင်နေတယ်လို့နာမည်ကြီးရဲ့လူတစ်ယောက်စီငွေပြားငါးပြားနဲ့ရောင်းစားခဲ့ပါတယ်။သူ့ရဲ့ခေါင်းအုံးနဲ့ဆောင်းတွေကအစအဖိုးမတန်တဲ့မျက်ခြောက်တွေထည့်ထားတဲ့အပေါ်ချုံတဲ့အတုတွေသာဖြစ်ပါတယ်။မင်္ဂလာဆောင်သွားတဲ့လမ်းမှာမင်းကလေးဟာဒီနွားလဲ6ကန်းပါးလေးပြုတ်ကျပြီးစိတ်ပျက်စရာကောင်းတဲ့ဘဝကြီးပြီးဆုံးသွားပါစေလို့တိတ်တဆိတ်ဆုတောင်းခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့နွားလဲဟာလင်းယောက်ျားရဲ့အိမ်ကိုဘေးကင်းစွာရောက်ရှိသွားခဲ့ပါတယ်။ဒါဆိုတာကငါးယောက်ျားဖြစ်လာမဲ့သူလားဇနီးတွေကိုတက်တယ်ဆိုတဲ့ချိန်စာတင်နေတဲ့သူပေါ်သူကအရန်ချောတာပဲတကယ်တော့ဒီလူဟာအသက်10နှစ်နှစ်သားကလေးကပထမအဆင့်စာမှုပွဲကိုအောင်မြင်ခဲ့တာကြောင့်ရွာထဲမှာပါရမီရှင်လို့ခေါ်ကြပါတယ်။ဒါပေမဲ့နောက်ထပ်10နှစ်လုံးစာမှုပွဲဖြည့်တိုင်းသူ့ရဲ့စာစီစာကုန်းဟာအကောင်းဆုံးလို့လူတိုင်းကချီးကျူးကြပေမဲ့သူ့နာမည်ကတော့ဘယ်တော့မှစည်ရင်းနဲ့ပါမလာခဲ့ပါဘူး။ဒါနဲ့မကသေးပဲသူ့ရဲ့ဇနီးအစ်နှစ်ယောက်စလုံးဟာတယောက်ပြီးတယောက်တည်ဆုံးသွားခဲ့ပါတယ်။ဒါကြောင့်ပဲသူဟာဇနီးတွေကိုချိန်စာတင်ပြီးတက်တယ်ဆိုတဲ့နာမည်ဆိုးရခဲ့တာပါ။မကြခင်မှာပဲဖခင်ဖြစ်သူကပြန်ဖို့ပြင်ပါတယ်မထွက်ခွာခင်မှာသူကသမီးဖြစ်သူရဲ့လက်ထဲကိုကြေးပြားနှစ်ပြားတိတ်တဆိတ်ထည့်ပေးခဲ့ပါတယ်။ဒါလေးယူထားပါအမေဖြစ်သူကိုတော့မပြောနဲ့အဖေအိမ်ပြန်တော့အပြင်မှာအရန်အေးတယ်အဲ့ဒီလိုပြောပြီးဖခင်ဖြစ်သူဟာနောက်လည်းမကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီညစာစားပြီးချင်းမှာမင်းကလေးဟာပကံတွေချက်ချင်းဆေးဖို့သွားပေမဲ့ရောက်ခမဖြစ်သူကမင်္ဂလာဆောင်တုန်းကပါလာတဲ့ဆောင်ထဲမှာအဖိုးမတန်တဲ့ညက်ချောက်တွေပဲရှိနေတာကိုသိသွားခဲ့ပါတယ်။မင်းကလေးဟာရောက်ခမကသူ့ကိုလိမ့်ညာပြီးအိမ်အောင်ပြုရလို့ဆွဆွဲမလားဆိုပြီးစိတ်ပူနေတော့မှပဲရောက်ခမဖြစ်သူကစိတ်ဆိုးမှန်ဆိုးနဲ့ပြေးထွက်လာပြီးပကံတော့အေကိုရေစလုံးနဲ့ပြစ်ထည့်လိုက်ပါတယ်။သမီးမိုက်လေးအပြင်မှာနှင်းတွေကျပြီးအေးခဲနေတဲ့အချိန်မှာချွေးမအစ်ဆက်ကိုဘသူကရေအေးနဲ့ပကံဆေးခိုင်းလို့လဲမေသမီးလုံနိုင်ပါတယ်သမီးအိမ်မှာတော့ကလည်းဒီလိုအလုပ်မျိုးနေတိုင်းလုပ်ခဲ့တာပါအဲ့ဒီမင်္ဂလာဆောင်ပစ္စည်းတွေကဘာအရေးကြီးလို့လဲသမီးဘေးကင်းကင်းနဲ့ဒီကိုရောက်လာရင်ပဲအားလုံးထက်အရေးကြီးပါတယ်အဲ့ဒီနောက်မှာရောက်ခမဖြစ်သူကဆောင်ကိစ္စအတွက်အပြစ်မတင်ုံတင်မကပဲမင်္ဂလေးဟာအိမ်မှာတော့ကအရန်ဒုက္ခရောက်ခဲ့ရမှာပဲလို့တနာကယူနာတက်ခဲ့ပါတယ်ပြီးတော့သူ့အခန်းထဲအမြန်ပြန်ပြီးလင်းယောက်ျားကိုအဖော်ပြုတ်ပေးဖို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာမင်္ဂလေးဟာအရန်စိတ်လှုပ်ရှားသွားပြီးမျက်ရည်တွေကျလာခဲ့ပါတယ်ဒီနေ့ကတော့ယောဂဝေဒနာတွေနှိမ့်ထုတ်တဲ့နေ့ပဲပန်းသုံးပွင့်ချလိုက်ပါတပွင့်ကယောဂဗျာတွေပျောက်ကွယ်ဖို့တပွင့်ကဘေးဒုက္ခတွေကင်းဝေးဖို့နောက်တပွင့်ကတော့တောကတွေပြေပြောက်ဖို့ဖြစ်ပါတယ်လင်မယားခန်းထဲရောက်တဲ့အခါလင်းယောက်ျားဖြစ်သူကသူ့ကိုတောင်းပန်ခဲ့ပါတယ်သူကအလေးပင်တွေမမနိုင်တယ်လို့ပင်ပန်းတဲ့အလုပ်တွေလည်းမလုပ်နိုင်ဘူးလို့ပြောပါတယ်သူတက်တာဆိုလို့စာဖတ်တာနဲ့စာစီစာကုန်းရေးတာပဲရှိပေမဲ့စာမွေးပွဲကိုတော့အခုထိမအောင်နိုင်သေးပါဘူးသူကမင်္ဂလေးသူ့ကြောင့်ဒုက္ခရောက်မှာကိုစိုးရိမ်နေခဲ့ပါဒါပေမဲ့မင်္ဂလေးကသူ့ကိုလက်ထပ်ခွင့်ရတာဟာသူ့အတွက်အကြီးမားဆုံးကောင်းကြီးတစ်ခုပဲလို့ပြန်ပြောခဲ့ပါတယ်အဲ့ဒါကိုကြားပြီးနောက်လင်းယောက်ျားကဒါနီတို့တွေအရင်ကစုံဘူးတယ်နော်မင်းမေ့သွားပြီလားလို့ရုတ်တရက်ပြောလိုက်ပါတယ်အဲ့ဒီအချိန်ကျမှမင်္ဂလေးဟာဒီလူနဲ့တကယ်စုံဘူးတာကိုပြန်မှတ်မိသွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမိုးတဲထန်စွာရွာသွန်းနေတဲ့အချိန်မှာသူဟာမြို့တော်ကိုစာမေးပွဲဖြေဖို့သွားနေတဲ့ဒီလူနဲ့လမ်းမှာဆုံခဲ့ပါတယ်သူ့ရဲ့စာအုပ်တွေရေးဆိုတော့မှကိုမြင်လို့မင်္ဂလေးကသူ့ထီးဖြစ်တုံးနေတဲ့ကြာဖက်ကြီးကိုပေးခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးဒီလူဟာမင်္ဂလေးရဲ့မျက်နှာကိုအမြဲတမ်းမှတ်မိနေခဲ့တာပါအဲ့ဒီအမတ်တရားဟောင်းလေးကသူတို့နှစ်ဦးရဲ့နှလုံးသားကိုပုံမနီးဆက်စေခဲ့ပြီးအဲ့ဒီညမှာပဲသူတို့နှစ်ဦးဟာလင်မယားအစ်အမှန်ဖြစ်သွားခဲ့ကြပါတယ်အဲ့ဒီညနောက်ပိုင်းမင်္ဂလေးအိပ်ပျော်သွားတဲ့အခါလင်းယောက်ျားကသူ့ကိုညင်သာစွာနမ်းလိုက်ပါတယ်ဒါပေမဲ့သူတို့အရေးပြချင်းထိမိလိုက်တဲ့စက္ကန့်ပိုင်းမှာပဲမင်္ဂလေးရဲ့ခေါင်းထဲကိုအတိတ်ဖြစ်ရတစ်ခုရုတ်တရက်ရောက်လာခဲ့ပါတယ်တကယ်တော့လင်းယောက်ျားစာမေးပွဲဘယ်တော့မှမအောင်ရတဲ့အကြောင်းရင်းကတော့စာမေးပွဲမဖြေခင်တိုင်းသူ့ရဲ့အချစ်ဆုံးတငယ်ချင်းကသူ့ကိုမင်းတုံးတုံးပေးခဲ့လို့ဖြစ်ပါတယ်အဲ့ဒီမင်းကြောင့်ပဲသူ့ရဲ့စာမေးပွဲအဖြေလွှာတွေကိုဘယ်သူကမှတိတိကျကျမဖတ်ခဲ့ကြတာပါဒီလိုအနာဂတ်ကိုကြိုးမြင်တဲ့အိတ်မက်ဟာအရန်ထူးဆန်းလုံးလာကြောင့်မင်္ဂလေးဟာလက်နိုးလာခဲ့ပေမဲ့လင်းယောက်ျားကိုချက်ချင်းတော့မပြောရဲခဲ့ပါဘူးနောက်တနေ့မနက်မှာမင်္ဂလေးနိုးမလာသေးတဲ့အခါလင်းယောက်ျားကမနက်စာစားဖို့တွားခေါ်ခြင်းပေမဲ့မိခင်ဖြစ်သူကတားခဲ့ပါတယ်ကြောက်ရဲ့အမေရင်းကမိထွေးထက်တောင်ဆိုးသေးတယ်ရက်ဆက်ပြီးနှလုံးသားမရှိဘူးအဲ့ဒီကလေးအိမ်မှာတော့ကအရန်ဒုက္ခရောက်ခဲ့တာအခုတို့အိမ်ရောက်ပြီးပဲသူ့ကိုအဝအိပ်ပါစေသူမရခဲ့တဲ့အနားယူမှုတွေကိုအခုပြန်ဖြည့်ပါစေတားနားလဲပါပြီးအမေပြောတဲ့အတိုင်းလုပ်ပါမယ်အဲ့ဒီလိုနဲ့မင်္ဂလေးဟာနေ့လယ်ထိအိပ်ပျော်သွားခဲ့ပါတယ်သူနိုးလာပြီးအိပ်ပျော်သွားတာကိုသိလိုက်ရတဲ့အခါအလုပ်လုပ်ဖို့အမြန်ပြေးထွက်လာပြီးမဲ့ရောက်ခမဖြစ်သူကသူ့ကိုအခန်းထဲပြန်လွတ်ပြီးရေအေးကိုဘယ်တော့မှမထိရဘူးလို့ပိတ်ပင်ခဲ့ပါတယ်မင်္ဂလေးဟာဒီမိသားစုရဲ့နှွေးထွေးမှုကြောင့်လုံးဝစိတ်လှုပ်ရှားခဲ့ရပြီးနောက်ရက်တွေမှာလင်းယောက်ျားကသူ့ကိုထိလိုက်တိုင်းလင်းယောက်ျားဘလိုနီးနဲ့တိတ်တဆိတ်လှုပ်ကြံဖြက်စီးခံခဲ့ရလဲဆိုတဲ့အသေးစိတ်အချက်လက်တွေကိုမြင်တွေ့ခဲ့ရပါတယ်မကြခင်မှာပဲသူဟာအမှန်တရားအလုံးကိုသိရှိသွားခဲ့ပါတယ်နောက်တော့လင်းယောက်ျားဖြစ်သူမြို့တော်စာမေးပွဲပြန်ဖြေဖို့ထွက်ခွာရမယ့်နေ့ရောက်လာပါတယ်မထွက်ခွာခင်မှာမိခင်ဖြစ်သူကတက်ပြင်းချပြီးဒီတစ်ခါလဲထက်ကြရင်တော့ကံကြမ္မာကိုပဲလက်ခံရတော့မယ်ထင်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့အိမ်မှာပဲနေပြီးမင်္ဂလေးနဲ့အတူတည်ငြိမ်တဲ့ဘဝကိုဖျက်ဆီးရတော့မှာပါလင်းယောက်ျားကသဘောတူခဲ့ပေမဲ့သူ့မျက်နှာပေါ်ကစိတ်ပြတ်မှုကိုမြင်ရတဲ့အတွက်မင်္ဂလေးဟာနောက်ဆုံးမှာတော့လင်းယောက်ျားစာမေးပွဲခဏခဏကြာနေရတဲ့နောက်ွယ်ကလှုပ်ဝက်ချက်ကိုပြောပြဆုံးဖြတ်လိုက်ပါတော့တယ်ဒီမင်္ဂလေးကထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့တယ်သူမခင်မွန်းရဲ့အရင်ကြီးဆုံးတငယ်ချင်းပေးလိုက်တဲ့မင်းတုံးကအကြုံစီနဲ့လှုပ်ထားတာမို့စာစစ်မှုချုပ်ကသူမခင်မွန်းရဲ့ဖြေဆိုစာရွက်ကိုဖွင့်လိုက်ရုံရှိသေးတဟုတ်ဟုတ်နဲ့မရက်မနာချောင်းဆိုးပါလေရောစာကိုတော့တေချာမဖတ်နိုင်နေတော့ပဲအကြပုံတွေကိုလွှင့်ပစ်လိုက်တယ်ဒါကြောင့်မို့လဲ
သူမရဲ့ပါရမီရှင်ခင်မွန်းဟာရှစ်ကြိမ်ဆက်တိုက်စာမှုပွဲကြားခဲ့ရတာပေါ့သူမဒါကိုလက်မခံနိုင်ခဲ့ဘူးသူမခင်မွန်းကအရန်ကိုအရေးချင်းရှိတာဘာလို့လူယုံမှတယောက်ကြောင့်ဘဝပြည့်ရမှာလဲဒါနဲ့သူမခင်မွန်းကိုအကုန်ဖွင့်ပြပြလိုက်ရှင်းမှာဂျိုးလီဆိုတဲ့အတန်းဖော်တယောက်ရှိတယ်မလားသူ့မိသားစုကမင်းနဲ့စာရေးကိရိယာဆိုင်ဖွင့်ထားတာမလားမင်းဒါကိုဘလို့သိတာလဲပြီးတော့သူမအိမ်မက်ထဲကအသေးစိတ်အချက်လက်အားလုံးကိုပြောပြလိုက်တယ်အစမှာတော့ခင်မွန်းဖြစ်သူကမယုံကြည်နိုင်ဖြစ်နေပေမဲ့ရောက်ခမဖြစ်သူကတော့မမခင်ကြိုတင်ကာကွယ်တာအကောင်းဆုံးပဲလို့ပြောပြီးအဲ့ဒီလူပေးတဲ့ဘာပစ္စည်းကိုမှမသုံးဘူးသူ့သားကိုတတိပေးခဲ့တယ်ဒီစကားတစ်ခုကမိသားစုတစ်ခုလုံးရဲ့ကံကြမ္မာကိုပြောင်းလဲပြစ်တော့မယ်ဆိုတာသူတို့မသိခဲ့ကြဘူးတားဖြစ်သူကမိခင်ရဲ့တတိပေးချက်ကိုရိုးရိုးသေးသေးလိုက်နာခဲ့တယ်အဲ့ဒီအချိန်မှာမင်းကလေးဟာရွေးထွေးမှုကိုရောအံ့ဩတုန်လှုပ်မှုကိုပါခံစားလိုက်ရတယ်ရောက်ခမကသူမရဲ့အိမ်မက်ကိုအပြည့်အဝယုံကြည်လိမ့်မယ်လို့သူမတစ်ခါမှမမျှော်လင့်ထားခဲ့ဘူးအမှန်တော့ဒီမင်းကလေးကငယ်စဉ်ကတည်းကအနာဂတ်ကိုအိမ်မက်နိုင်တဲ့အစွမ်းရှိခဲ့တာတစ်ခါကသူမမောင်လေးအဖျားကြီးလိမ့်မယ်လို့အိမ်မက်လို့ဆရာဝန်စီပြဖို့အမေဖြစ်သူကိုပြောခဲ့ဘူးလေဒါပေမဲ့သူမအမေကမယုံတဲ့အပြင်သူမကိုနိမိတ်မကောင်းတဲ့အမင်္ဂလာကောင်းမလို့ဆဲဆိုခဲ့တယ်ရဲ့အနေငယ်ကြတော့မောင်လေးကတကယ်ပဲအဖျားကြီးပြီးအချိန်ဒီမကူတာနိုင်တာကြောင့်ဆုံးပါသွားခဲ့တယ်သူမအမေကအပြည့်အလုံးကိုမင်းကလေးအပေါ်ပုံချပြီးအဲ့ဒီအချိန်ကစလို့ရက်ဆက်ဆံခဲ့ရတာပါအခုခင်မုန်းဖြစ်သူစာမှုဝဲဖြစ်မဲ့နေ့မှာအိမ်နီးနားချင်းတွေကဒီတခါတော့ပွဲထုခုံတူးတွေယူလာနိုင်မှာမလားဆိုပြီးလှောင်ပြောင်တရောကြတယ်တချို့ကလည်းကံကြမ္မာကိုပဲလက်ခံပြီးရိုးရိုးသားသားလည်းပဲစိုက်ပါတော့လို့ပြောကြတယ်ဒါပေမဲ့သူ့အမေကအလျှော့ပေးမဲ့သူမဟုတ်ဘူးအဲ့ဒီအိမ်နီးနားချင်းမကတစ်ချိန်ကသူမရဲ့ဝတ်တုတ်သမီးနဲ့ပေးစားဖို့ကြိုးစားခဲ့ဘူးကြောင်းသူ့သားကညှင်းပယ်ခဲ့တာကြောင့်အဲ့ဒီအချိန်ကလေးကရန်ညိုးပွဲမုန်းတီးနေခဲ့တာဖြစ်ကြောင်းလူပေါ်လည်းမှာချက်ချင်းပေါ်ကောက်လုပ်ပြလိုက်တယ်ပြပြီးတော့သူ့အမေကအခုချွေးမလေးကိုလူတိုင်းရှိမှချီးမွမ်းခန့်ဖွင့်လေရောက်ဟာနင်တို့ကဘာတွေကုန်ယူနေတာလဲနင်သားကအစာမွေးပွဲအချိန်တရားဖြေလဲသမားပဲဖြစ်မှာနင်မြေးကြရင်တော့ရုံးကန်ပြီးဖုံမုံထဲမှာပဲအသက်မွေးရမှာမင်းကလေးကခင်မုန်းဖြစ်သူကိုအဲ့ဒီမိမကြီးစကားကိုမနားထောင်ဖို့နဲ့ဒီတခါတေချာပေါက်အောင်မြင်မှာဖြစ်ကြောင်းပြောခဲ့တယ်ဒါကိုကြားတော့ခင်မုန်းဖြစ်သူကလည်းသူ့ဇနီးကိုပညာရှိအရာရှိကတော့တယောက်ဖြစ်စေရမယ်လို့ချက်ချင်းကတိပေးခဲ့တယ်အဲ့ဒီအိမ်နီးနားချင်းမကတော့ဒီလူကဘယ်တော့မှအရာရှိဖြစ်မဲ့သူမဟုတ်ဘူးဒီတခါလဲကြောက်အောင်ပါပဲလို့စကားနာဆက်တိုက်ပြောပြီးမှနောက်ဆုံးတော့လစ်ထွက်သွားအားခဲ့တယ်ရဲ့အနေငယ်ကြတော့အိမ်နီးနားချင်းတွေကမင်းကလေးလေကွင်းထဲသွားတာကိုမြင်တော့ပညာရှိကတော့ကဘာလို့ပေါင်းမြက်တွေလာနှုတ်နေတာလဲလို့ထပ်ပြီးလောင်ကြပြန်တယ်မင်းကလေးကသူတို့ကိုဂယုမဆိုင်ခဲ့ဘူးရွာတစ်ခုလုံးကသူမခင်မုန်းကိုလောင်ရဲဖို့စောင့်နေကြတာကိုသူမသိပေမဲ့သူတေချာပေါက်အောင်စင်းရင်းနဲ့ပါလိမ့်မယ်လို့အခိုင်အမာယုံကြည်နေခဲ့တယ်သူမလက်ချိုးရည်တွေ့ကြည့်ပြီးရလက်တွေကမနေ့ကလေးကထွက်ထားတာကိုသိလိုက်ရတယ်ဒီတခါခင်မွန်းဖြစ်သူဘလို့ဖြေနိုင်ခဲ့လဲဆိုတာသူမလုံးဝမသိသေးဘူးအဲ့ဒီအချိန်မှဒါပဲသူမခင်မွန်းရွာကိုပြန်ရောက်လာပြီဆိုတဲ့သတင်းပြန့်နှံ့သွားတယ်ဒါပေမဲ့အကွာအဝေးအရာအကယ်၍သူ့အောင်စရင်ကိုအရင်သွားကြည့်ခဲ့ရင်တန်ဘက်ခါမှအိမ်ပြန်ရောက်ရမှာအချိန်ပိုင်းတွင်းမှာပဲရွာသားအလုံးကပွဲကြည့်ဖို့အပြေးလွှာထွက်လာကြတယ်မင်းကလေးကသူမခင်မွန်းစီအမြန်ပြေးသွားပြီးသူဘေးကင်းပြန်လာဖို့ပဲဆူတောင်းနေမိတယ်ဒါပေမဲ့အိမ်နီးနားချင်းမကဒီလောက်မြန်ပြန်လာတာစာမွေးပွဲတော်မဖြေခဲ့ဘူးလားဒါမှမဟုတ်လမ်းမှာဖျားလို့လှည့်ပြန်လာတာလားလို့နှာခေါင်းရှုပ်စောကြောလေရောသူ့မှာပညာရှိဖြစ်မဲ့ကန်စာတာမပါလာမှန်းငါတီးသားပဲသွားတော့ကတော့ယုံကြည်ချက်အပြည့်နဲ့ပြန်လာတော့နွမ်းရနေတာပဲဒါအောင်လာတဲ့သူ့ယုံမျိုးလားဟာနေအောင်ခဲ့ရလားရလက်တွေကမနေ့ကမှထွက်တာသူကဒီနေ့ပြန်ရောက်နေပြီဒီလောက်မမြန်နိုင်ပါဘူးဒီတခါသူစာမွေးပွဲကိုစိုးအောင်တောင်ဖြေနိုင်ခဲ့မှာမဟုတ်ဘူးလို့ငါလောင်းရဲတယ်ကျွန်တော်အတွက်စိတ်ပူပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီတခါကျွန်တော်စာမွေးပွဲအောင်မြင်ခဲ့ပါတယ် Movie recap တွေအတွက် follow လုပ်ထားပါ